အားလုံးပဲမင်္ဂလာပါ Premiere Pro နဲ့ဗီဒီယိုတွေတီးဖြတ်တဲ့အခါမှာတိုင်းလိုင်းမော်ကဗီဒီယို track တွေမလောက်တဲ့အခါဗီဒီယို track တွေကိုနီလန်းတကျစနစ်တကျဘယ်လိုမျိုးယူရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာမျှဝေသွားမှာဖြစ်ပါတယ်ဒါကတော့ Premiere Pro ကိုအခုမှစတင်အသုံးပြုမဲ့မိတ်ဆွေတွေအတွက်ကိုမျှဝေခြင်းဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်နဲ့အတူတူလေ့လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဗီဒီယိုတွေတီးဖြတ်တဲ့အခါမှာတိုင်းလိုင်းမော်မှာဗီဒီယို track တွေအများကြီးအသုံးပြုရမယ့်အခါမျိုးတွေရှိပါတယ်ဒီလိုမျိုးအသုံးပြုရမယ့်အချိန်မှာဗီဒီယို track တွေကိုစနစ်တကျနီလန်းတကျဘယ်လိုမျိုးယူမလဲဆိုတော့အခုဒီမှာဆိုရင်ဗီဒီယိုဒီ track 3ခုရှိရပေါ့နော်ဒီ3ခုကဒီမှာထည့်လိုက်တာနဲ့ layer 3ခုဆိုရင်ပြည့်သွားပြီပြည့်သွားတဲ့အခါမှာနောက်ထပ်ကျွန်တော်တို့က effect တွေပဲဖြစ်ဖြစ်ဒီ adjustment layer တွေပဲဖြစ်ဖြစ် text layer တွေပဲဖြစ်ဖြစ်နောက်ထပ်ကျွန်တော်တို့ကထပ်ပြီးထည့်ခြင်းတယ်ဆိုရင်အသစ်ယူရတော့မယ်ပေါ့နော်အသစ်ယူရတော့မယ်ဆိုရင်ဘယ်လိုမျိုးယူမလဲဆိုတော့ဒီအပေါ်မှာကိုဒီကောင်လေးကျွန်တော်နည်းနည်းလေးချိန်လိုက်မယ်ဒီပေါ်မှာကို right click နှိပ်လိုက်မယ်ပြီးရင်တော့ untrack ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ဒီ track ကိုဘယ်နှခုလိုချင်တာလဲပေါ့နော်ဥပမာဒါတစ်ခုဆိုရင်တစ်ခုနှစ်ခုဆိုရင်နှစ်ခုပေါ့နော်ဒီနေရာရိုက်ထည့်မယ်ပြီးတော့ဒီ placement နေရာမှာတော့ after video 3ဆိုတာကြတော့ဒီ video 3ရဲ့အထက်ကိုသူကရောက်လာမှာဖြစ်ပါတယ်ဗီဒီယို3ရဲ့အထက်ကိုရောက်လာမှာပေါ့နော်ဒီအောက်မှာဆိုရင်လည်းဒီ audio track နေရာမှာဆိုရင်ဒီလိုမျိုးပဲဒီ audio ဒီ after audio 3ဆိုတာကြတော့ဒီ audio 3ရဲ့အောက်မှာသူကကျွန်တော်တို့ယူလိုက်တဲ့ track အသစ်ကရောက်လာမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဘယ်လိုရွေးမလဲဆိုတော့ဗီဒီယိုတီးဖြတ်လုပ်တဲ့အခါမှာဥပမာဒီလိုမျိုး track တွေကပြည့်နေပြီဒါပေမဲ့ကျွန်တော်ဒီ track 1ရဲ့အပေါ်မှာမှနောက်ထပ် adjustment layer ထည့်ချင်တာမျိုးတွေတို့နောက်ထပ်ကျွန်တော်ဒီ text layer ထည့်ချင်တာမျိုးတွေခါကြရင်ဒီအပေါ်မှာရှိနေတဲ့ဒီ clip တွေကိုကျွန်တော်ဒီ effect တွေဒီ layer တွေကိုအပေါ်မှာမပြောင်းမဲနဲ့ဘယ်လိုမျိုးထပ်ပြီးတော့အသစ်ယူရမလဲဆိုတော့ဒီမှာကနေကတခါတည်းယူလိုက်လို့ရရပေါ့နော်ဥပမာကျွန်တော်ကဒီဗီဒီယို1ရဲ့အထက်မှာလိုချင်တယ်ဆိုရင်ဒီနေရာမှာဒီမှာ1ဆိုပြီးတော့ရွေးလိုက်ပေါ့နော်ဗီဒီယို1ဆိုတဲ့နေရာကိုတစ်ချက်ရွေးလိုက်မယ်ရွေးပြီးတော့ okay နှိပ်လိုက်ပြီဆိုရင်ဒီ audio လည်းအတူတူပဲเนาะ audio မှာလည်းဒီလိုမျိုးပဲဒီ after audio 1ဆိုရင်1ရဲ့အောက်မှာသူကရောက်လာပါလိမ့်မယ်เนาะသူ့ကိုကျွန်တော်ဒီမှာတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်ဒီဗီဒီယို1ရဲ့အထက်မှာကျွန်တော် track နှစ်ခုရောက်လာပြီပေါ့နော်ဒီလိုမဟုတ်ဘူးနောက်ထပ်ကျွန်တော်တို့က2ရဲ့အထက်ကိုလိုချင်တာ3ရဲ့အထက်ကိုလိုချင်တာပေါ့နော်ဒီလိုမျိုးတွေကျွန်တော်ရွေးပြီးထည့်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီအောက်ဆုံးမှာပဲကျွန်တော်တို့ကလိုချင်တာပထမ number 1မှာပဲကျွန်တော်တို့ကလိုချင်တာဆိုရင် right click နှိပ်မယ် untrack ကိုနှိပ်မယ်ပြီးတော့ဒီနေရာမှာဒီအပေါ်ဆုံးမှာရှိနေတဲ့ before first track ကိုတစ်ချက်နှိပ်လိုက်မယ်တစ်ချက်ရွေးပြီးတော့သူ့ကို okay ပေးလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်ဒီ1ရဲ့အောက်မှာသူက1ဆိုပြီးတော့ရောက်လာပါလိမ့်မယ်เนาะ1နေရာကိုသူကယူသွားတာဖြစ်ပါတယ်ဒီလိုမျိုးယူပြီးလို့ရပါတယ်ဒီလိုမဟုတ်ကျွန်တော်ကဒီ2ရဲ့အထက်မှာလိုချင်တယ်3ရဲ့အထက်မှာလိုချင်တယ်ဆိုရင်ပေါ့เนาะဒါဆိုရင်တော့သူ့ကိုဒါ1ရဲ့အထက်မှာဆိုရင်တော့1ကိုရွေးမယ်ဒါမှမဟုတ်2ရဲ့အထက်မှာလိုချင်တယ်ဆို2ရဲ့အထက်ကိုယူလို့ရတယ်ဒါမှမဟုတ်ဟိုအောက်ဆုံးမှာပဲကျွန်တော်တို့ကစပြီးလိုချင်တာဆိုတော့ before first track ကိုရွေးချယ်ပြီးတော့ယူလို့ရတယ်ဒီ audio track ဆိုရင်လည်းဒီလိုမျိုးပဲ audio track ကိုလည်းဒီလိုမျိုးကျွန်တော်ကယူလို့ရတယ် audio ကကြတော့3ကိုရွေးထိုင်3ရဲ့အောက်မှာပေါ်လာလိမ့်မယ်2ကိုရွေးထိုင်တော့2ရဲ့အောက်မှာပဲသူကပေါ်လာလိမ့်မယ်1ကိုရွေးထိုင်တော့1ရဲ့အောက်မှာပဲသူကပေါ်လာမှာဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ကရွေးချယ်ပြီးတော့ဒီ track တွေကိုယူလို့ရပါတယ်ဒါကကြတော့ဘယ်လိုလဲဆိုတော့အများကြီးကျွန်တော်ဒီ track တွေအများကြီးအသုံးပြုလာတဲ့အခါဒီမှာဗီဒီယိုတွေတီးဖြတ်တဲ့အခါမှာ track တွေအများကြီးအသုံးပြုလာရတယ်ပေါ့နော်ဥပမာဒီ1ရဲ့အထက်မှာကျွန်တော်ကဟို adjustment layer ထည့်ချင်တာတွေဒါမှမဟုတ်ဒီ frame လေးတွေထည့်ချင်တာမျိုးတွေ text layer တွေထည့်ချင်တာမျိုးတွေဆိုရင်ဒီအပေါ်နှစ်ခုကိုကျွန်တော်ကပြောင်းနေအောင်ပါပေါ့နော်ပြောင်းလိုက်ရွှေ့လိုက်ဒီနဲ့ဆိုအချိန်ကြီးအများကြီးကြာတယ်ဒီလိုမျိုးဆိုရင်ကျွန်တော်ကတခါတည်းဒီ track ယူကနေက1ရဲ့အထက်မှာဆိုရင်1ရဲ့အထက်မှာပဲတခါတည်းရွေးချယ်ပြီးတော့ယူခဲ့လိုက်လို့ရတယ်ပေါ့နော်1ရဲ့ဒီအထက်မှာလိုချင်တာဆိုရင်1ရဲ့အထက်မှာရွေးလိုက်ရုံပဲသူ့ကို okay ပေးလိုက်တာနဲ့1ရဲ့အထက်မှာရောက်လာလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်ကဒီ3ရဲ့အထက်ကိုထပ်ပြီးတော့လိုချင်သေးတယ်ဆိုရင်3ကိုရွေးချယ်ပြီးတော့နှိပ်လိုက်ရုံပဲဒါဆိုရင်3ရဲ့အထက်ကိုထပ်ရောက်လာပါလိမ့်မယ်ဒါကကြတော့အချိန်ကုန်အများကြီးတက်တာစေမဲ့ပုံစံမျိုးဒီလိုမျိုးလေးတွေရွေးချယ်ပြီးတော့ယူမယ်ဆိုရင်ကျွန်တော်ဒီတီးဖြတ်တဲ့အခါဒီမှာလည်းအချိန်ကုန်အများကြီးတက်တာတယ်ဘာကြောင့်လဲဆိုတော့ရွှေ့လိုက်ပြောင်းလိုက်နဲ့အထက်နဲ့အောက်ကျွန်တော်ဒီရွှေ့လိုက်ပြောင်းလိုက်တွေလောက်เสียမလို့တော့ဘူးဒီဗီဒီယိုတီးဖြတ်တဲ့အခါမှာဒီဟာလေးတွေကလည်းအရေးကြီးတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်ကချိန်ပြီးမယူဘူးဆိုရင်ဟိုဒီအထက်မှာထည့်ချင်တာလေးအောက်မှာထည့်ချင်တာမျိုးတွေဆိုရင်ဒီ clip တွေကိုကျွန်တော်ထည့်ပြီးသားဗီဒီယိုပဲဖြစ်ဖြစ်ဒီ effect တွေပဲဖြစ်ဒါတွေကိုလိုက်ပြီးတော့ရွှေ့နေရအောင်ပါပေါ့နော်ဒီလိုမျိုး
ရွှေ့နေမယ်ဆိုရင်အချိန်တွေအများကြီးကုန်တယ်ဒါကြောင့်မလို့ဒီ track စပြီးယူကနေကကျွန်တော်တို့ကတခါတည်းချိန်ပြီးတော့ယူလိုက်မယ်ဆိုရင်ပို့ပြီးတော့အချိန်ကုန်တဲ့တက်တာတွေပို့ပြီးတော့လည်းအဆင်ပြေမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ Premiere Pro ကိုအခုမှစတင်အသုံးပြုမဲ့မိတ်ဆွေတွေအတွက်ကိုမျှဝေခြင်းဖြစ်ပါတယ်ဆိုတော့အားလုံးလည်းအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးလည်းအဆင်ပြေကြပါစေခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်